Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa လက်လေးအောက်ချထားသက်တာကိုအပြောလျှော့ပြီးတော့ပွားများရအောင်သာပနာလည်းခေါ်ပါလေကလုံးပြရအောင်နော်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုသောဘဂဝါဒီတဲ့ဆိုရမယ်နော်ဣတိပိလောင်တဲ့ဆိုမယ်ဣတိပိသောဘဂဝါဣတိမိသာဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဘိဓာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါဣတိမိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါဘုဒ္ဓံနာကြောင့်လုံးလေးရအောင်ခေါ်ကြနော်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘုဒ္ဓောဘဂဝါဒီတောင်းတာတိခါမယ်နော်ဒီတောင်းတာနားကျင်တယ်တော်လောက်ပြီလို့ထင်တတ်တယ်အကျိန်များစွာဘုရားရဲ့ကိုပွားများမှုဆိုတာအခွင့်အရေးရတန်ត្រာမှာရခဲ့တဲ့အခွင့်အရေးကျွေးနဲ့ပြောနေရမှာနော်ဆိုကြအောင်မယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသနသမ္ပန္နောသုခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿံဘု
တိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဒာသနာသမ္ပန္နောသူကသောလောကဝိတုအနုတ္တရောပုရိသသမ္မာသာရတိတထာဒေဝမနုဿာနံဘုဒ္ဓောအမျိုးသမီးတွေတမီးတို့တက်ဆိုကြပါဦးနော်
တော်ကြီးမားသောရှင်တော်မြတ်ဖရာဗန္ဒီဘုံတော်တရပူဆောင်တော်မူ၍အောင်တကားတို့ဤညွယုဥခိုင်ရာဖြစ်တော်မူသောရှင်တော်မြတ်ဖရာတံရှင်တော်မြတ်ဖရာဤသည်ဣတိပိဤတို့လင်တထောင်ငါရာကိလေသာတို့ဝါရဏအငွေအသက်နှင့်တကွအနုတရားတတ္တိကြံမရှိအောင်စိတ္တိကြည်ရဲ့ချိုးဖြတ်တော်မူပြီး၍မကောင်းမှုတရားတို့စိတ်ွယ်ရာ၌ပင်ပြုတော်မမူပြောတော်မမူစိတ်တော်ကပင်ဉာဏ်စီတော်မမူသည်ဖြင့်ဗြဟ္မာနလူသုံးပုံသူတို့၏ဘုရားအထုကိုခံယူတော်မူရပါသောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ဤဖြင့်အံ့ချီမကုန်ဘဝဘုံမဆန့်အောင်ပင်ဉာဏ်နိုင်ကြောကြထင်ရှားတော်မူပါပေတည်းဒီရဆိုကြမယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောသေနတမ္ပနောသူကတောလောကဝိတုအနုလေသောပုရိသဓမ္မတာရတိသတ္ထာဇေဝမနုဿနံဘုဒ္ဓောဘဂဝါနောက်တစ်ခါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိရာဇနအပနောသူကတောလောကဝိတုအနုတရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿနံဘုဒ္ဓောအရဟံအစဘဂဝါဆုံးကိုးပါးသောဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၍ဘုံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တမေတ္တာတော်အနန္တတို့သည်ဟောဒီပင်ပန်လင်မွေ၌ဘုရားအဖြစ်သို့ရောက်သည်မှယနေ့တိုင်အောင်မဆံဘဝပြန့်တယ်လျက်ရှိပါ၏မဆံဘဝပြန့်တယ်လျက်ရှိတော်မူသောဘုံတော်ဉာဏ်တော်ဘုံတော်တကူတော်မေတ္တာတော်ပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘုရားမာကံဘုရားဤတော်တို့တည်းသည်အာရိဏအာရရကျိုးနမတိယုတိလစွာဝနေဝနာမဆေပြလက်ဆုံးကြပဲကုန်သူကြည်ယုံညွတ်ကျိုးလွန်မြတ်နုလျက်ေခိုးကြောကြပါ၏မြတ်စွာဘုရားခမအောင်မြင်ဒီလေမြတ်တို့ေခိုးပါAmen.
Amen.
မှုကြပါကုန်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သော